နေတိုင်းဒါကြီးပဲငါ့အိမ်မှာလေအဲ့ဒါမျိုးခွေးတောင်မကြွေးဘူးဟဲ့ဒီဟာလည်းဟိုကမတွေစားလို့ကြံတဲ့ဟာတွေမလားဟာလာပြန်ပြီကွာအဲ့ distribution ပဲအဲ့ကိစ္စကြောင့်ရှုံနေတာအမညီမကိုအမကြည့်ပြောနော်အေးငါလည်းပြောပါတယ်ဒီတိုင်းသွားလို့ရှိရင်ငါတို့ရဲ့မေမြောက်ကနာမည်ပြက်လိုက်တယ်သူကတစ်မျိုးလုံးကိုဖြန့်ဖို့ယူထားတာလေအေးအဲ့လိုတို့ကြော်ခွာရအောင်တို့အသိမရှိတော့ငါတို့ဘယ်လိုအလုပ်ဆက်လုပ်မှာလဲဟယ်လိုဟုတ်ကဲ့အမမေမြတ်ဦးဟာလားအော်ဟုတ်ပါတယ်မေမြောက်ကပါဟုတ်ကဲ့ကျွန်တော်တို့မှလည်းပစ္စည်းတွေရမ်းကြတယ်အမတို့ဘယ်လိုလုပ်လိုက်တာလဲအခုဘယ်ဆိုင်ရဆက်တာလဲမသိဘူးကျွန်တော်ရွှေတင်းကအမအော်ရွှေတင်းကဟုတ်ကိုဟိုနေ့ကတော့ကုမ္ပဏီကိုမေးတာလေသူတို့ဟိုကားတင်ပြီးလမ်းမှာရောက်နေပြီပြောတယ်ဟိုညီမတစ်ချက်ကျင်းနေအောင်လေခဏလေးမေးပြီးတော့ပြန်ဆက်ပေးမယ်နော်အေးမြန်မြန်လေးလုပ်ပေးပါဦးညီမရကိုတော့ပတ်စံတွေအကုန်လုံးအပြီးချိပြီးပါပြီအော်ဟုတ်ကဲ့ပါကိုစိတ်မပူပါနဲ့ပြန်ဆက်ပေးပါမယ်နော်ဒါပဲနော်ဟယ်လိုဟုတ်ကဲ့မအော် A to Z ကုမ္ပဏီရလားဟုတ်ပါတယ်ခင်ဗျာအော်အမားတို့လေမြရီမေမြောက်ကဆက်တာပါဟုတ်ကဲ့မအမားတို့မာရတဲ့ပစ္စည်းဘယ်ရောက်ပြီလဲလို့လေမကျွန်တော်တို့လေကားကိတ်ချပေးလိုက်ပြီမကားလည်းထွက်သွားပြီလို့ပြောတယ်မအခုမှကားဂိတ်ချပေးတာဟုတ်လားဟုတ်ကဲ့မကားလည်းထွက်သွားပြီဟုတ်ကဲ့မအော်ဟုတ်ပြီအဲ့ဆိုလေအမကိုအဲ့ကားဂိတ်ဖုန်းလေးတစ်ချက်လောက်ပေးလို့ရမလားဟုတ်ကဲ့ပါမအေးပြောပေးပါတုံညာကိုခွန်လေးလုံးဟုတ်ကဲ့ပါမဟုတ်ကဲ့ကျေးဇူးပါနော်ဟုတ်ကဲ့ပါဟယ်လိုအော် A to Z ကုမ္ပဏီရလားဟုတ်ကဲ့ပါအေးအမမေမြောက်ကပြန်ဆက်တာဟုတ်အေးမင်းတို့ခုနကပြောတော့လေဟိုပစ္စည်းတွေကားတင်လိုက်ပြီးတော့ကားကလမ်းမှာတောင်ရောက်နေပြီဆိုဟုတ်တယ်လေမအေးအခုအမကားဂိတ်ကိုမေးကြည့်လိုက်တော့လေပစ္စည်းကသူတို့ကားဂိတ်တောင်မှမရောက်သေးဘူးလို့ပြောတယ်နော်မင်းတို့ဘယ်လိုတွေလုပ်နေရလဲဟုတ်မအဲ့ဒါလေအဲ့ဒါကန်ထားတဲ့အဲ့ဘက်ချန်ကိုကန်ထားတဲ့မန်နေဂျာနဲ့ကျွန်တော်တစ်ချက်လောက်ပြောပြီးပြန်ပြောပြပါမယ်နော်အေးငါခုနကမေးတော့ကကြတော့တင်လိုက်ပြီဆိုပြီးပြောတယ်အခုကျမှမန်နေဂျာကိုမေးအောင်မယ်ဟုတ်ပါအောင်နဲ့မင်းတို့ဘယ်လိုလုပ်နေတာလဲ sorry ပါအမရေကျွန်တော်ကလေပြန်ပြီးတော့ကြောင်းကြပေးပါမယ်နော်ပြီးတော့ငါတို့တွေအကုန်လုံးကပစ္စည်းတွေရဲ့တန်ဖို့အကုန် cash ပေးပြီးဝယ်ထားတာနော်နင်တို့လိုမျိုးလုပ်နေနင်တို့ကုမ္ပဏီကငါတို့နောက်ထပ်ဆက်ဆံလို့ရမှာမဟုတ်ဘူးနော်ဘယ်လိုမလုပ်ပါနဲ့မရေကျွန်တော်အများဆုံးစုံစမ်းပြီးတော့အမကိုကြောင်းကြပေးပါမယ်အေးဒါပဲဘယ်လိုကုမ္ပဏီလဲမသိဘူးအငယ်မကတော့လှုပ်ပြီးငါတို့ကိုယ့်အသာကိုဒီတိုင်းလေးရောင်းနေတာအကောင်ရှောက်ပြီးတော့ distribution တွေပါလှုပ်ဟောညီမရေကိုလေမင်းညလိုက်တယ်မှာလေရဲသွေးကောင်းတဲ့ပစ္စည်းဝယ်တာညီမအော်ဟိုကအကိုရဲသွင်းနာမည်နဲ့မှားထားတာနော်အော်မှတ်မိတယ်ညတော့ကလေ live stream မှာဝယ်ပြီးတော့ငွေတစ်ခါလေးရှင်းသွားတာနော်ညီမစစ်ပေးမယ်အော်ဒီမှာတွေ့ပြီဟိုပစ္စည်းမှားထားလေးတွေ့ပြီဟိုခဏလေးဆောင်နော်နာနာနဲ့ပို့ပို့ရေဒီကိုခဏလာပါအောင်ဒီမှာလေဒီကိုကညတော့က live stream မှာပစ္စည်းတွေမှားတာအဲ့ဒါအမကိုတွားယူပေးနော်တေချာလေးစစ်ပြီးတော့နာနာအာဘန်စာကို12ကြားစင်ပန်းတိဘော့ပင်10ကတ်နောက်ပြီးတော့ line ဘော့ပင်10ကြားစင်နော်အပူပွားကျတော့ super coffee 12ကြားစင်မမခောက်ဆွဲတုပ်10ပါအဲ့ဒါအမကိုတေချာလေးစစ်ပြီးတွားယူပေးနော်ဟိုပတ်စံလေးတစ်ခါလေးရှင်းမိတာနော်ဟုတ်တယ်ညတော့ကဟိုလာပြီးတော့ဝယ်သွားတာလေကျေးဇူးပါနော်အခုကပစ္စည်းလေးတွေသွားဆင်နေလို့မြင်လို့ပြီနော်ဟိုနောက်ချလို့မရဘူးဟမ်စီးရမယ်မလောက်ဘူးဟဲ့ဘာအောင်မလောက်တာလဲမနေ့ကဆဲဖာမားမဲ့ဟာနှစ်ဖာပဲမှာထားတယ်ဟာဘာလို့ကွာနေရလဲဟိုကမမေမာမယ်မမေမမာတကယ်တယ်စားကိုဆက်လာတာစမဖြစ်ဘူးဟာဒုက္ခပါပဲနင်တို့ရလဲမင်းစက်ကတည်းကမရှိဖြစ်နေစိတ်ညစ်ပါဘယ်လိုလောက်ကမလဲမသိဘူးမမေတေချာမစစ်ဘူးလားမသိဘူးအော်အကိုရေဟိုစိတ်တော့မရှိပါနဲ့အကိုရဲ့တောင်းမှန်ပါတယ်ဟိုအကိုညတော့ကမှားထားလေတေချာလေးမှတ်ထားပါတယ်ဒါမဲ့လေအခုညီမတို့ရှိမှာ stock လေးနေပြီးတော့စီးရင်းနေရနည်းနည်းလွဲပြီးတော့ပစ္စည်းလေးကမလောက်ဘူးဖြစ်နေလို့အဲ့လိုလုပ်လို့မရဘူးညီမရေအကိုကလည်းဒီမှာညတွေကလိုချင်လို့ညတွေကဟိုပတ်စံလွဲထားကြူပြီးတော့ကိုလည်းဟိုဘက်ကောင်ပြတ်ပိုးရမှာကွာဘယ်လိုလုပ်ပြပါညီမဘာဖြစ်တာလဲမှားတာကွာအကိုဟိုကလေဒီမှာဒီအကိုကညတော့က live stream မှာပစ္စည်းလေး order တင်ပြီးတော့မှားထားတာအခုလာယူတဲ့ခါကျတော့ stock တွေလိုပြီးတော့မရှိဘူးဖြစ်နေအကိုဟိုလိုလို့ရှင်နင်တို့ဟိုလေ stock တစ်ခါမှမှားမှာမဟုတ်လားဟိုအဲ့ဒါရလဲဟိုမမေကသူကိုယ်တိုင်လုပ်မယ်ဆိုလို့ထပ်မစစ်တော့ဘဲနဲ့ဒီတိုင်းထားလိုက်တာအဲ့ဒါဆို तू ကဘာဖြစ်လို့ကိုမှတ်မှာလဲအဲ့ဒါဆိုအကိုကဒီဆိုင်ဆန်ရှင်လားဟုတ်တယ်ညီလေးဟုတ်ဒီလိုကွာဒီမှာကျွန်တော်ညတွေကပစ္စည်းကိုမှားတာလေကျွန်တော်လိုချင်လို့ညတွေကပတ်စံကေပင်းကျွန်တော်ဂျူပြီးလွှဲထားပေးတယ်အဲ့ဒါကိုဒီကအခုလာတော့မရဘူးပြောတယ်ဗျာကျွန်တော်ဟိုဘက်ကောင်ပြန်ပို့ရပါဗျာအခုတို့ဘယ်လိုလုပ်ပေးနိုင်မလဲကျွန်တော်အဲ့ဆိုဒီလိုလုပ်ပါညီလေးအခုအဲ့ဒီပတ်ဆက်ကိုပြန်ပေးလိုက်လို့အဆင်ပြေလားညီလေးအဲ့လိုအဆင်မပြေဘူးညီကိုပစ္စည်းကိုရရင်မရလို့ဆိုရင်ငွေသားနှစ်ဆပြန်ရော်ပြီးအဲ့ခါကျမှကိုအဆင်ပြေမှာပေါ့ကိုလည်းဟိုတော့ကိုနားလဲထည့်ကုန်ပြီကွာကိုနားလဲဟုတ်ပြီအဲ့ဆိုလို့ရှိရင်အကိုတို့ဘက်ကအဆင်ပြေအောင်လုပ်ပေးမယ်နှစ်ဆပြန်ရော်ပေးမယ်ဟုတ်ပြီလားနော်အေးဟုတ်ပြီအဲ့ဆိုလို့ရှိရင်ပို့ပို့နာသွား နော်လိုက်သွားလိုက်နော်ညီလေးနော် sorry နော်ကိုတောင်းမှန်တယ်နော်ဟုတ်ပြီနော်
အဲ့ဘယ်လိုလုပ်မှာလဲ ဟိုညတော့ပစ္စည်းတွေအော်ဒါတင်တော့သူကိုယ်တိုင်လုပ်မယ်သူကိုယ်တိုင်စစ်မယ်ဆိုပြီးတော့ပြောတာအဲ့ဒါကြောင့်တမီးကမစစ်မိလိုက်မိတာ ဟာအဲ့တော့ဘာလုပ်နေရလဲမသိဘူးလေ သူကကိုကတက်ငယ်ချင်းနဲ့ distribution လုပ်နေဆိုရ ဟာလာပြန်ပြီကွာအဲ့ distribution ပဲအဲ့ကိစ္စကြောင့်ရှုပ်နေတာအမညီမကိုအမကြည့်ပြောနော် အေးငါလည်းပြောပါတယ်ဒီတိုင်းသွားလို့ရှိရင်ငါတို့ရဲ့မေမြကနာမည်ပြတ်လိုက်မယ် ရှုပ်တယ်မီတင်လုပ်မယ်နော်မြင်မြဲကိုချက်ချင်းဖုန်းဆက်မီတင်ကနေလာလိုက် အမကိုခေါ်ပြီးလိုက်ခဲ့နော်မမေကိုခေါ်ပြီးလိုက်ခဲ့လိုက်အေး တေချာလို့လေနော်အဲ့ဒါဆိုငါကိုစလိတ်ထားတာဘာကိစ္စမလို့လဲအေးရှင်းမင်းတို့ရှင်းမင်းမှရမှာအေးအဲ့ဒါဆိုဒါပဲ ဘာပြောလဲ တို့ပိုင်ရှင်ကိုပြောပေးမယ်လေ